အားလုံးပဲမင်္ဂလာပါရှင် Interest Knowledge Facebook Page နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ခေတ်လို့စက်ကရိယာတွေတိုးတက်လာတဲ့ခေတ်မှာမျိုးပြဆူညံတန်တွေကအစားယထာမော်တော်ယာဉ်တွေရဲ့စင်စက်မပြတ်ဆူညံတန်တွေဟာတဖြည်းဖြည်းပိုများပြားလာပါတယ်ဒါကြောင့်ယနေ့ခေတ်မှာကျမတို့ဟာဆူညံတန်ကင်းမဲ့တဲ့ဘဝကိုအမြဲတမ်းတောင်းတတတ်ကြပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းရာချီကတည်းက Thomas Edison ကအစပြုပြီးလုံးဝတိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်ခုကိုဖန်တီးဖို့စ조사ခဲ့ကြပါတယ်ဒီလိုကြိုးပမ်းမှုရဲ့ရည်ရွယ်ချက်ကတော့စက်ပစ္စည်းတွေရဲ့စွမ်းဆောင်ရည်ကိုတိကျစွာတိုင်းတာဖို့ဒါမှမဟုတ်တိုက်ဆိုင်မှုကိုအပြည့်အဝခန်းစားဖို့ပဲဖြစ်ပါတယ်ဒီနေ့ကျမတို့ဟာသိပ္ပံနည်းကျအိမ်မက်တစ်ခုအကောင့်ထဲပေါ်ခဲ့တဲ့နေရာတစ်ခုစီကိုတွားရောက်ကြပါမယ်ဒီနေရာဟာစူညံနာတွေမရှိတော့တဲ့နယ်မြေတစ်ခုဖြစ်ပြီးလူအာယုံခံစားမှုစနစ်ကိုအနှောက်လက္ခဏာဆောင်တဲ့ decibel အဆင့်နဲ့တိုက်ခိုက်မဲ့နေရာပဲဖြစ်ပါတယ်။သင်ဟာတိတ်ဆိတ်တဲ့ညတညမှာနားဆင်နေမယ်ဆိုရင်တော့သင်ပတ်ဝန်းကျင်မှာတိုးတိုးပြောတဲ့ရဲ့ပမာဏဖြစ်တဲ့30 decibel ကနေ50 decibel ရေခဲတက်တာတန်လောက်ရှိနေပါတယ်။ဒါပေမဲ့ကျမတို့သွားရောက်မဲ့ဒီအခန်းကတော့3ညအောက်6 decibel လောက်အထိအတန်တိတ်ပါတယ်။ဒါဟာလူခန္ဓာကိုယ်ရဲ့ကြားနိုင်စွမ်းအနှိမ့်ဆုံးအဆင့်ထက်အလွန်အကျွံနှိမ့်ကျနေတာပဲဖြစ်ပါတယ်။ဒီအခန်းဟာလူစိတ်ကိုဆွဲဆောင်နိုင်တယ်လို့အစိုးရဆုံးထောင်ချောက်လည်းဖြစ်ပါတယ်။အပြင်ဘက်ဆူညံတန်တွေပျောက်ကွယ်သွားတဲ့အခါတင့်ရဲ့စိတ်ကူးတွေကအတန်တွေကဘလို့ကျဲလောင်စွာထွက်ပေါ်လာမှာလဲ။ကမ္ဘာအတန်အတိတ်ဆုံးအခန်းထဲမှာ45မိနစ်ထက်ပိုနေရခြင်းဟာဘာကြောင့်စိတ်ရောဂါဖြစ်စေနိုင်တဲ့အတွေ့အကြုံဖြစ်နေရတယ်လဲဆိုတော့နောက်ွယ်ကအကြောင်းရင်းကိုရှာဖွေဖော်ထုတ်သွားမှာပဲဖြစ်ပါတယ်။ဒီအခန်းကိုတိစောက်တဲ့ပညာရှင်တွေဟာစူညံတန်ကိုအင်အားတစ်ခုလိုသဘောထားပြီးတိုက်ခိုက်ခဲ့ကြပါတယ်။ကမ္ဘာအတန်တိတ်ဆုံးအခန်းကိုတိစောက်ရမှာအဓိကစိန်ခေါ်မှုနှစ်ခုရှိပါတယ်။ပထမတစ်ခုကတော့အပြင်ဘက်ကစူညံတန်ကိုဝင်မလာအောင်တားဆီးခြင်းဖြစ်ပြီးဒုတိယတစ်ခုကတော့အတွင်းဘက်မှာရှိတဲ့အတန်လိုင်းကိုပဲ့တင်မလာအောင်စုပ်ယူခြင်းပဲဖြစ်ပါတယ်။အပြင်ဘက်နံရံကိုကြည့်မယ်ဆိုရင်တန်မဏိအလွှာ6လွှာနဲ့ကွန်ကရစ်တွေကိုအသုံးပြုပြီး3ပေကျော်အထိထူထဲအောင်တိစောက်ထားပါတယ်။ဒါဟာအပြင်ဘက်ကဆူညံတန်ကိုလုံးဝဖယ်ထုတ်လိုက်တာပဲဖြစ်ပါတယ်။ပိုပြီးအရေးကြီးတာကတော့အခန်းတစ်ခုလုံးဟာခိုင်မာတဲ့မြေကြီးအပေါ်မှာရပ်တည်နေတာမဟုတ်ပါဘူး။ဒီအခန်းဟာရောဘာနဲ့ပြုလုပ်ထားတဲ့ကူရှင်တွေပေါ်မှာလုံးဝခွဲခြားပြီးတိစောက်ထားတာဖြစ်ပါတယ်။ဒါကြောင့်ကားမောင်းတဲ့မြေပြင်တုန်ခါမှုလိုအတန်တွေဟာအခန်းထဲကိုရောက်ဖို့အတွက်အလွှာများစွာကိုဖျက်ဆီးရတဲ့အခါစွမ်းအင်လုံးဝကုန်ဆုံးသွားပါတယ်။အခန်းအတွင်းဘက်ဖွဲ့စည်းပုံကတော့ဒီထက်ပိုပြီးစမ်းကြယ်ပါတယ်။နံရံကျမ်းမြင်တဲ့မျက်နှာကျအားလုံးကို fiber glass တွေတိစောက်ထားပြီး3ပေခန့်ရှည်လျားသောစူးကြုံတွေနဲ့ဖုံးအုပ်ထားပါတယ်။ပုံမှန်အခန်းတွေမှာအတန်လိုင်းဟာနံရံကိုထိတဲ့အခါပဲ့တင်ပြန်ပါတယ်။ဒါပေမဲ့ဒီအခန်းထဲမှာတော့အတန်လိုင်းဟာစူးကြုံတွေကြားထဲဝင်ရောက်သွားပြီးပြန်လဲရောင်ပြန်ဟတ်တာမရှိဘဲစုပ်ယူခံလိုက်ရပါတယ်။ဒါဟာအတန်လိုင်းကိုစွမ်းအင်လုံးဝကုန်ဆုံးစေပြီး3 decibel ထက်နှိမ့်တဲ့အဆင့်ကိုရရှိစေပါတယ်။ဒီအခန်းထဲမှာမီးခွက်တစ်ခုလဲလှယ်ခြင်းဒါမှမဟုတ်တကားဖွင့်ခြင်းလိုအသေးငယ်ဆုံးလှုပ်ရှားမှုတွေဟာအပြင်ကစက်မှုလုပ်ငန်းသုံးစက်တံတွေလိုကျဲလောင်နေမှာဖြစ်ပါတယ်။ဒါဆိုရင်ခန္ဓာကိုယ်ရဲ့ကဇီဝဆိုင်ရာလှုပ်ရှားမှုတွေကဘလောက်အထိဆူညံနေမလဲ။ကျမတို့ရဲ့နှလုံးခုန်နှုန်းဟာအပြင်ဘက်ကဆူညံတံတွေကပုံမှန်လွှမ်းမိုးနေတာကြောင့်50 decibel အထိရှိနိုင်ပါတယ်။ဒါပေမဲ့အတန်အတိတ်ဆုံးခန်းထဲမှာတော့တင့်နှလုံးခုန်တံဟာစက်တံလိုကျဲလောင်လာပြီးတင့်နားတွေကိုကိုယ်တိုင်ပြန်လဲတိုက်ခိုက်တော့မှာပဲဖြစ်ပါတယ်။ပထမပိုင်းမှာတော့အပြင်ကအတန်တိတ်ခြင်းကိုခံစားရပါတယ်။ဒါပေမဲ့15မိနစ်ကနေစတင်ပြီးတော့တကယ်ကြောက်မက်ဖွယ်ရာတွေစတင်လာပါတယ်။လူသားတွေရဲ့အုံနောက်ဟာပတ်ဝန်းကျင်အချက်အလက်ကိုစဉ်ဆက်မပြတ်လိုအပ်တာကြောင့်ဒါကိုရုတ်တရက်ရပ်တန့်လိုက်တဲ့အခါအုံနောက်ဟာမိမိကိုယ်ကိုအကာအကွယ်ပေးဖို့အတွက်လှုပ်ရှားပါတော့တယ်။25မိနစ်ကနေမိနစ်30အတွင်းမှာလူအများစုဟာtinnitus လို့ခေါ်တဲ့နားတွေကဆူညံတန်ကိုစတင်ကြားလာကြပါတယ်။ဒါဟာအုံနောက်ကအပြင်ဘက်ကနေအတန်အချက်လက်တွေမရတော့တဲ့အခါသူ့ဘာသာသူလျှက်စစ်လိုင်းတွေဖန်တီးပြီးပို့လွှတ်လိုက်တဲ့အတန်တွေပဲဖြစ်ပါတယ်။တချို့သူတွေကအတန်တိတ်အခန်းထဲမှာအော်ဟစ်နေတဲ့အတန်ကိုကြားရတယ်လို့တောင်ပြောခဲ့ကြပါတယ်။ပိုပြီးအန္တရာယ်ရှိတာကတော့ဟန်ချက်ပြတ်ယွင်းခြင်းပဲဖြစ်ပါတယ်။ကျမတို့ရဲ့ခန္ဓာကိုယ်ဟန်ချက်ကိုမျက်စိရဲ့အမြင်ကြွက်သားရဲ့ထိတွေ့မှုနဲ့နားအတွင်းပိုင်းရဲ့အတန်ပဲ့တင်တာတွေကထိမ့်သိမ့်ထားပါတယ်။ဒီအခန်းထဲမှာအတန်ပဲ့တင်လုံးဝမရှိတော့တဲ့အခါနားအတွင်းပိုင်းကအလုံးမလုံးနိုင်တော့ပဲအုံနောက်ကခန္ဓာကိုယ်ကိုထိန်းချုပ်ဖို့ခက်ခဲလာပါတော့တယ်။35မိနစ်ကျော်တဲ့အခါမှာတော့မတ်တက်ရက်နေသူတိုင်းဟာပြုတ်ကျလူနီးပါးဖြစ်လာပါတယ်။သူတို့ဟာအာယုံစုစည်းမှုလုံးဝပြတ်ပြားပြီးမိမိရဲ့ခြေထောက်တွေကြမ်းမြင်တဲ့ထိနေရလားဆိုတာကိုတော့မခွဲခြားနိုင်တော့ပါဘူး။
ဒီအခန်းထဲမှာတောင့်ခံနိုင်သူအများစုဟာမတ်တက်မရက်တော့ပဲထိုင်ကုန်ပေါ်မှာငြိမ်ငြိမ်လေးထိုင်နေဖို့သာစူးစမ်းကြပါတယ်။ဒီအခန်းထဲမှာအချိန်ကြာဆုံးနေခဲ့တဲ့စံချိန်ရှင်ကဘာကြောင့်မျက်လုံးပွင့်ပြီးနေဖို့လုံးဝမစူးစမ်းခဲ့တာလဲ။သူတို့ရဲ့အမြင်အာရုံဟာဘလို့ထိခိုက်ပျက်စီးခဲ့တာလဲ။စမ်းသပ်မှုတွေအရအတန်တိတ်မှုပြင်းထန်လာတဲ့အခါရုပ်ပုံတွေလှုပ်ရမ်းခြင်းဒါမှမဟုတ်အလင်းရောင်တွေမှားရင်းစွာမြင်ရခြင်းလိုအမြင်ပိုင်းဆိုင်ရာထင်ယောင်ထင်မှားမှုတွေဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။ဒါကြောင့်ကမ္ဘာအတန်အတိတ်ဆုံးစိန်ခေါ်မှုကိုခံယူသူအများစုဟာ45မိနစ်အတွင်းအခန်းထဲကနေထွက်ပြေးဖို့တောင်းဆိုကြရတာပဲဖြစ်ပါတယ်။ဒီအခန်းဟာလူခန္ဓာကိုယ်ကိုစမ်းသပ်ဖို့တိစောက်ခဲ့တာမဟုတ်ပါဘူး။သူ့ရဲ့အသုံးဝင်မှုဟာသိပ္ပံနဲ့အင်ဂျင်နီယာနယ်ပယ်တွေမှာအလွန်အရေးကြီးပါတယ်။ဥပမာ NASA ကအာကာသယာဉ်စိတ်ပိုင်းတွေကိုစမ်းသပ်တဲ့အခါဒီအခန်းကိုအသုံးပြုပါတယ်။အာကာသထဲမှာအတန်ဟာလုံးဝမရှိပါဘူး။ဒါကြောင့်ဂျိုဒူဒါမှမဟုတ်ကရိယာတစ်ခုဟာစူညံတန်မထုတ်လွတ်အောင်ဒီအခန်းထဲမှာကြိုတင်စမ်းသပ်ရပါတယ်။ကားထုတ်လုပ်တဲ့ကုမ္ပဏီတွေဖြစ်တဲ့ Ford နဲ့ Honda တို့လိုကုမ္ပဏီတွေကလည်းသူတို့ရဲ့ကားတကားပိတ်တဲ့အတန်အင်ဂျင်တန်တွေဟာဖောက်တယ်ကိုစိတ်အနှောက်အယှက်မဖြစ်စေဖို့ဒီအခန်းထဲမှာသိငယ်တဲ့စူညံတန်ကိုပါတိုင်းတာကြပါတယ်။ကမ္ဘာစံချိန်တင်အတန်တိတ်အခန်းဖြစ်တဲ့ Office Laboratory မှာဆိုရင်ဒီအခန်းထဲမှာအကြဆုံးနေနိုင်သူကိုဒေါ်လာ1000လို့စုကျဲတွေပေးလို့ရှိပါတယ်။ဒီစုကျဲငွေဟာသိငယ်တယ်လို့ထင်ရပေမဲ့ဘယ်သူမှမအောင်မြင်နိုင်တဲ့စိတ်ပိုင်းဆိုင်ရာကန့်သက်ချက်ကိုစိန်ခေါ်ဖို့အတွက်လုံလောက်တဲ့ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။အဲဒီစိန်ခေါ်မှုကိုလက်ခံတဲ့သူတွေဟာအခန်းထဲမှာအချိန်ပိုကြာတာနဲ့အမျှစုငွေအကြောင်းကိုစဉ်းစားနိုင်စွမ်းလုံးဝပျောက်ကွယ်သွားပြီးမိမိရဲ့ကိုယ်ပိုင်အသက်ရှူတန်ကိုတောင်ကြောက်လန့်လာတာကြောင့်အရှုံးပေးထွက်ခွာခဲ့ရတာတွေကြီးပဲဖြစ်ပါတယ်။ကမ္ဘာအတန်တိတ်ဆုံးအခန်းကကျမတို့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့နမိတ်ကိုပြသခဲ့ပါတယ်။လူသားအုံနောက်ဟာအတန်မရှိတဲ့နေရာမှာအာယုံကြောအစာငတ်မှုကိုခံစားရပြီးဒီလိုငတ်မှုကိုပြေပြောက်စေဖို့အတွက်ကိုယ့်ဘာသာအတန်တွေဖန်တီးယူပါတော့တယ်။နေ့စဉ်ဘဝမှာကြားနေရတဲ့ပတ်ဝန်းကျင်ကအဖြူရောင်ဆူညံတန်တွေဟာကျမတို့ကိုတည်ငြိမ်စေပြီးပတ်ဝန်းကျင်နဲ့ချိတ်ဆက်နေစေတယ်ဆိုတာဒီအခန်းကသက်သေပြခဲ့ပါတယ်။အဲ့ဒီအတန်မရှိတဲ့အခါကျမတို့ဟာကျမတို့ရဲ့ခန္ဓာကိုယ်ရဲ့ကိုပြန်လဲနစ်မြုပ်သွားပြီးအဲ့ဒီလိုနစ်မြုပ်သွားတာကစိုးရိမ်ထိတ်လန့်မှုကိုအမြင့်ဆုံးဖြစ်စေပါတယ်။ကမ္ဘာအတန်အတိတ်ဆုံးအခန်းဟာသိပ္ပံနဲ့စိတ်ကျန်းမာရေးရဲ့ကန့်သက်မြင့်ကိုဖော်ပြခဲ့ပါတယ်။အတန်တိတ်ခြင်းကိုရည်ရွယ်ချက်ရှိရှိဖန်တီးတာဟာရုပ်ပိုင်းဆိုင်ရာပြဿနာမဟုတ်ပဲစိတ်ပိုင်းဆိုင်ရာချင်းချောက်မှုဆိုတာကိုဒီအတန်တိတ်အခန်းတွေကလက်တွေ့ပြနိုင်ခဲ့ပါတယ်။သင်ဟာနေ့စဉ်ဘဝမှာအပြင်ဘက်ဆူညံတန်ကိုရှော့ချဖို့စ조사နေသူလား။အကယ်၍သင်ကိုအနှုတ်ဒက်ဆီဘယ်အဆင့်မှာတယောက်တည်းထားခဲ့မယ်ဆိုရင်သင်ရဲ့အစိုးရိမ်ဆုံးစိတ်ကူးတွေဟာအတန်အကျယ်ဆုံးအမှန်တရားတွေဖြစ်လာမှာလားဆိုရက်ဒီမေးခွန်းနဲ့အတူဗီဒီယိုကိုအဆုံးသတ်လိုက်ပါစေ။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။